ဆောင်တပါဒီမွေးနေမှာလာဆုံးမဲမဲနာလိုချင်တာတွေကိုဝဲပြီးမင်းရမွေး သစင်းဖန်ကိုအားပေးနှောင်းစီနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်းပါရှင်ပရိသတ်များအားလုံးအတွက်အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရှင်သစင်းပရိသတ်များရှင်အမတ်တရားနေ့အစီအစဉ်ရဲ့မွေးနေ့ဆုတောင်းအစီအစဉ်ကနေပြီးတော့ဒီနေ့ပထမအဆုံးအနေနဲ့မွေးနေ့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်လေးကမကွေးမာနေတဲ့မတ်ကြောင်လေးပဲဖြစ်ပါတယ်မကွေးမာနေတဲ့မတ်ကြောင်လေးရဲ့ဒီနေ့မှရောက်ရှိလာတဲ့25နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ပဲခူးမာနေတဲ့မတ်နန်ဤဖြူမတ်မာယာမတ်နန်းစင်ထွေမတ်ခင်မြင့်ဆွေမတ်ဆမ်မြတ်သူမတ်နော်လေးတို့ကပါဝင်ဆုတောင်းပေးလာပဲဖြစ်ပါတယ်ရှင်တစင်ပရိသတ်များရှင်ဒီတစ်ခါမှာဆက်လက်ပြီးအောင်မွေးနေ့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့မန္တလေးမှာနေတဲ့မအောင်စရာရှင်ရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်မန္တလေးမှာနေတဲ့မအောင်စရာရှင်ရဲ့ဒီနေ့မှရောက်ရှိလာတဲ့73နှစ်ပြည့်မွေးနေ့အတွက်ကိုတော့မိုးကုတ်မှာနေတဲ့တီတီလေးကျောင်းအောင်ဆရာမဒေါ်ရှိန်ရှိန်ကပေါဝင်ဆူတောင်းပေးလာပဲဖြစ်ပါရဲ့ရှင်။ဝင်းနေဆူတောင်းစကားလေးလည်းပြောပြထားပါသေးတယ်။ဝင်းနေဆူတောင်းစကားလေးကတော့နိုင်ငံအတွက်အားကိုးရတဲ့တားကောင်းရတနာတရားဖြစ်ပါစေဆိုပြီးဝင်းနေဆူတောင်းစကားလေးပြောပြထားပဲဖြစ်ပါရဲ့ရှင်။ပရိသတ်များရှင်ဒီနေ့အမတ်တရားနေ့အစီအစဉ်ရဲ့ဝင်းနေဆူတောင်းအစီအစဉ်မှာဒီတစ်ခါမှထပ်မံဆူတောင်းပြရမယ့်ဝင်းနေရှင်ကတော့ခေတ္တစင်ကာပူမှာရောက်ရှိနေတဲ့မတ်အီအီရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။မတ်အီအီရဲ့ဒီနေ့မှရောက်ရှိလာတဲ့32နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ရန်ကုန်တိုင်းဒေသကြီးလဲကူမြို့နယ်မှာနေတဲ့ကိုငိမ့်မှုကပေါင်ရင်ဆူတောင်းပေးလာပဲဖြစ်ပါရှင်။သစင်ပရိသတ်တွေအားလုံးကိုမတ်တရားနေ့အစီအစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်။ပရိသတ်များရှင်ဒီနေ့ရဲ့မတ်တရားနေ့အစီအစဉ်ရဲ့ချက်ချင်းအစီအစဉ်မှာပါဝင်လာတဲ့သူတွေကပြုံးလေးမှာနေတဲ့ဒုရာခံဘိုးမျိုးဝင်နဲ့ဒေါ်နန်းခင်ရတနာမိသားစုတို့ပဲဖြစ်ပါတယ်။သူတို့ကတော့မူတုံမျိုးမှာနေတဲ့ဒူရဲအုပ်မျိုးမြင့်ဦးနဲ့ဆီယမဒေါ်ဆိုးရတနာဝေတို့ရဲ့ဒီနေ့မှရောက်ရှိလာတဲ့တနည်းနဲ့ကိုလာပြည့်မင်္ဂလာနှစ်ပတ်လည်နေ့အတွက်ကိုပါဝင်တောင်းဆိုပေးလာပဲဖြစ်ပါတယ်ရှင်။စကားလက်ဆောင်လေးလည်းပြောပြထားပါသေးတယ်။စကားလက်ဆောင်လေးကတော့သားတို့နေကောင်းကျမ်းမာပါစေဆိုပြီးစကားလက်ဆောင်လေးပါထားပဲဖြစ်ပါတယ်ရှင်။သစင်ဖန်ပရိသတ်များရှင်အမတ်တရားနေ့အစီအစဉ်ကိုတော့ချွားတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်ပရိသတ်ကြီးကအမတ်တရားနေ့အစီအစဉ်ကနေပြီးတော့မွေးနေ့ရှင်တွေနဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာစနေမနေ့နေ့အားလုံးအတွက်ကိုစုမုံစကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့သစင်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933631639ကိုနေ့စဉ်နေ့လယ်တနာရီကနေ2နာရီအတွင်းမှာမိမိတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့ပေါင်ရင်တောင်းဆိုပေးရမှာဖြစ်ပါတယ်သစင်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933631639နဲ့အတူတူသစင်ဖန်နဲ့ဒီမဲ့ YouTube Channel မှာလည်းကွန်မန့်လေးနဲ့အတူပေါင်ဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးနေပရိသတ်တွေအားလုံးကိုဒီနေ့ရဲ့အမတ်တရားနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါတယ်ရှင်